အခုခေတ်မှာဗိုက်ခွဲမွေးတယ်ဆိုတာကအရင်တုန်းကတော့ကြောက်စရာမကောင်းတော့ပါဘူး။ဒါပေမဲ့လည်းခွဲထားတဲ့အချိန်ရရှိနေတော့မိမိတွေအနေနဲ့ခလေးနိုးတိုက်တဲ့အခါမှာကိုယ်ကျန်းမာရေးကြောင့်ပြဿနာတစ်စုံတစ်ရာများရှိလာမလားဆိုပြီးတော့စိုးရိမ်ပူပန်စိတ်တွေဝင်လာတတ်ပါတယ်။နောက်ပြီးတော့ခွဲထားတဲ့နေရာကိုလည်းတေချာဂရုစိုက်ဖို့ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကိုအရင်ကပိုသတိထားဖို့လိုပါတယ်နော်။ဒါကြောင့်ဒီလိုလေးထဲမှာတော့ဗိုက်ခွဲမွေးထားတဲ့မိမိတွေအတွက်အမြန်နလန်ထူနိုင်ဖို့ခွဲမွေးထားတဲ့အနာမြင့်မြင့်ကျက်ဖို့နဲ့တည်ထားတဲ့အဆောင်ရရှောင်ရအချက်လေးတွေနေထိုင်မှုပုံစံလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe မလုပ်သေးရင် subscribe လုပ်ပြီးတော့ဘေးနား notification လေးကိုထည့်ပေးပါအောင်ရှင်။ပထမဆုံးတစ်ချက်ကတော့အရင်ဆုံးအိတ်ချိန်ပြေဝစားအိတ်ပါနော်။ဘလောက်ပဲစိုးရိမ်စရာတိတ်မရှိတော့ဘူးပြောဗိုက်ခွဲမွေးတယ်ဆိုတာကအကြီးဆုံးခွဲစိတ်မှုတစ်ခုပါပဲ။ခွဲစိတ်မှုအပြီးမှာဒဏ်ရာအမြန်ကျက်ဖို့အရင်ဆုံးလုပ်ရမယ့်အရာကတော့ကောင်းကောင်းမွန်မွန်အိတ်ဆက်အနားယူဖို့ပါပဲ။အကောင်းဆုံးကတော့ခွဲမွေးပြီးတစ်ပတ်အတွင်းမှာဆေးရုံမှာပဲတေချာအနားယူပါနော်။ဆေးရုံကဆင်းပြီးတော့6ပတ်အတွင်းမှာတော့အိမ်မှာပဲအနားယူပါ။အလုံးမသွားပါနဲ့နော်။အိတ်ချိန်ကိုတစ်နေ့အနည်းဆုံး8နာရီအပြည့်ပေးပြီးတော့အိတ်ဆက်အနားယူပါ။တစ်နေ့လုံးတော့အိမ်ရထဲမှာပဲနေစရာမလိုပါဘူး။လို့ပို့ပပလေးထားလို့တာအိမ်ထဲမှာပဲလမ်းထားလျှောက်တာနဲ့ခလေးနိုးတတ်တာမျိုးလေးတွေတော့လုပ်ပြီးလို့ရပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့လေ့ကျင့်ခန်းလုပ်တာကိုရှောင်ပါနော်ခွဲမွေးပြီး6လအထိကိုပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တာဘိုက်ကိုထိစေမဲ့လေ့ကျင့်ခန်းလုပ်တာမျိုးတွေကိုလုံးဝရှောင်သင့်ပါတယ်လမ်းလျှောက်တာတော့လုပ်ပြီးလို့ရပါတယ်နော်မပြေးပါနဲ့အလေးမမပါနဲ့ချင်းမကစားပါနဲ့ပြီးတော့အထုပ်အပိုးတွေကိုမသေးပါနဲ့နော်အိယာကနေထလာတဲ့အခါလက်နက်ဖက်ကိုအားပြုပြီးတော့ဖြည်းဖြည်းချင်းထပါအနာကိုမလိုအပ်ပဲနဲ့လက်နဲ့ထိတာပိုးသက်ကင်တရာမျိုးတွေကိုမလုပ်ပါနဲ့နော်နောက်ထပ်တစ်ချက်ကတော့အကိုင်အခဲပြောက်စီတွေရှောင်မတော့ပါနဲ့ခွဲပြီးခါစားမှာနာတဲ့အချိန်ကအနည်းနဲ့အများကျန်နိုင်ပါတယ်ဒီအတွက်ကိုပြနေတဲ့ဆရာဝန်စီမှာအကိုင်အခဲပြောက်စီညှိုးဖို့ပြောလို့ရပါတယ်ကိုဘာသာဆေးဆိုင်မှာသွားပြီးတော့တွေ့ရဆေးရှောက်တော့တာမျိုးတွေမလုပ်ပါနဲ့နော်ဆွဲတောက်နေရတဲ့ဆေးတွေရှိရင်ဆရာဝန်ကိုပြောထားပါတောက်လို့တဲ့အားဆေးတွေဖိဆက်စာတွေရှိရင်လည်းဆရာဝန်နဲ့အရင်တိုင်ပင်ပြီးတော့မှပဲလိုအပ်မှတောက်ပေးတင်ပါရဲ့ရှင်နောက်ဆုံးတစ်ချက်ကတော့အစာအာဟာရကိုတေချာဂရုစိုက်ပါကိုယ်ဝင်စားချိန်မှာလည်းကိုယ့်ရဲ့နေ့စဉ်အာဟာရကိုဂရုစိုက်ဖို့လိုအပ်တယ်လို့ဗိုက်ခွဲမွေးပြီးတော့တဲ့အခါမှာလည်းခွဲထားတဲ့အနာမြင့်မြတ်ချက်စီဖို့ဂရုစိုက်ပေးရပါတယ်။နေ့စဉ်အစာအာဟာရမှာဟင်းသီးဟင်းရွက်အသီးအနှံအစစ်အဆန်ပဲနွားနို့ကိုဦးစားပေးပြီးတော့စားသုံးပါအသားငါးတွေကိုလည်းများများစားပေးပါရှင်များများတောက်ပါနော်အမားစားတွေထက်တွတ်စွပြုတ်လေးတွေတောက်ပေးတာကပိုပြီးတော့အဆင်ပြေပါတယ်ဝမ်းချုပ်စီတိုင်းနဲ့အစားအစာတွေကိုရှောင်ပေးတင်ပါတယ်ရှင်ဘာတွေကိုသတိထားရမလဲဆိုရင်တော့ခွဲဝေးပြီး6ပတ်အတွင်းမှာဒဏ်ရာကအနည်းငယ်ကြိုက်ခဲနာခြင်းနာတွေးထွက်တာအရင်အနည်းငယ်ဆိတ်ထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒါကပုံမှန်ပဲမို့လို့အရန်တော့စိတ်ပူစရာမလိုပါဘူးခွဲထားတဲ့နေရာကหนีရဲပြီးတော့ရှောင်နေတာပြည်တွေစိတ်ထွက်လာတာမခံမရဲနိုင်အောင်လို့နာကျင်နေတာအပြင်းဖြာတာမိဘကိုကနေပြီးတော့အနံ့အသက်မကောင်းတဲ့အရေးတွေစိတ်ထွက်လာတာသွေးအများကြီးစင်တာခြေထောက်ဖော်ယောင်တာနဲ့အသက်ရှူရခက်ခဲတာဒီလိုလက္ခဏာတွေကိုတွေ့နေရပြီဆိုရင်တော့ကိုပြနေကြဆရာဝန်နဲ့အမြဲဆုံးပြသပြီးတော့ကျန်းမာရေးစစ်ဆေးဖို့လိုအပ်ပါတယ်နောက်တစ်ခါခွဲထားတဲ့တရားကိုပိုးမဝင်အောင်လို့လည်းသေချာဂရုစိုက်တင်ပါတယ်ဆရာဝန်ကဆေးပေးလိုက်ရင်တော့ဆေးညှို့တိုင်းတောက်ပေးပါလို့အကြံပေးပါရစေရှင်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဘောနော်